ယောက်ျားလေးတိုင်းအသက်အရွယ်တခုရောက်လာပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်များယောက်ျားအစေးတစ်ခုခုများလိုအပ်နေပြီလားဆိုပြီးတော့စဉ်းစားလေးရှိကြတယ်ပေါ့နော်ကျွန်တော်ဒီလာပြတဲ့ယောက်ျားလေးလူနာတွေထဲမှာသူတို့တစ်ခုမှတစ်ခုယောဂတွေပြပြီးသွားတဲ့ခါကျလို့ရှိရင်ဒါမျိုးမေးလေးရှိတယ်ယောက်ျားအစေးတစ်ခုခုများကျွန်တော်တောက်ဖို့လိုလားပါတစ်စိတ်ကို recommend ပေးလိုက်ပါနော်အဲ့တော့ဒီနေ့ယောက်ျားအစေးရဲ့အကြောင်းပြောကြမယ်ပြောရင်လည်းကျွန်တော်ပေးနေကြတဲ့တစ်စိတ်တစ်ခုဖြစ်တဲ့ဒီ mega power ဆိုတဲ့တစ်စိတ်လေးကိုကျွန်တော် review လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့တစ်စိတ်ကကျွန်တော် mega power လို့ခေါ်တာပေါ့နော်သူကဈေးကွက်ထဲမှာဝင်လာတာအရင်ကြီးမကြသေးဘူးဒါပေမဲ့ကျွန်တော်အခုဈေးကမှာတော်တော်လေးသုံးပြတဲ့တစ်စိတ်လေးတစ်ခုဖြစ်တယ်ဒါအိန္ဒိယမိတ်ပစ္စည်းပဲဒါပေမဲ့အရန်မိုက်တာပါလဲဆိုတော့ certification အမျိုးစုံရထားတယ်halal certificate လည်းရထားတယ်လူမျိုးဘာသာမျိုးလည်းကျွန်တော်တို့စသုံးလို့ရတယ်အဲ့တော့ဘိုးဖောက်ဖွင့်ကြည့်မယ်နော်ဆိုတော့ဘိုးဖွင့်လိုက်တဲ့ခါမှာဒီမှာကျွန်တော်တို့ဒီအညွှန်းစာရွက်လေးတွေရှိတယ်ထူးဆန်းတာပါလဲဆိုတော့သူစီမှာအင်္ဂလိပ်လိုအညွှန်းလည်းရှိသလိုမြန်မာလိုအညွှန်းလည်းရှိတော့ကိုလိုချင်တဲ့ကိစ္စကိုသိချင်တဲ့ကိစ္စအားလုံးဒီတက်မှာဖော်ပြထားတယ်ပေါ့စေကပ်ပုံစံကလည်းဒီ blister packaging လေးတွေဖြစ်တယ်ဒါမျိုးကျွန်တော်တို့ blister packaging လေးတွေဆိုတော့နေအောင်ချီအပူဒဏ်ခံနိုင်တဲ့ကိစ္စလည်းကျွန်တော်တို့ပို့ပြီးတော့ကောင်းတယ်အဆိုတက်ကိုလည်းကျွန်တော်တို့ခံနိုင်တယ်ဒါအပြင်ကျွန်တော်တို့ဒီ10လုံးကတ်3ကတ်ပေါ့နော်အဲ့တော့တရက်တစ်လုံးတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်လားစာဒီထဲမှာပါဝင်တယ်ပေါ့ပါဝင်ပစ္စည်းတွေအကြောင်းပြောမယ်ဆိုရင်တော့တော်တော်လေးကိုမှစုံပလုံစီတယ်တစ်ဖက်မှာကျွန်တော်တို့ဒီတိုင်းရင်းသေးတွေပါဝင်တယ်တစ်ဖက်မှာဖြည့်ဆွတ်ပစ္စည်းတွေပါဝင်တယ်တစ်ဖက်မှာဒီ vitamin mineral အားဆေးတွေလည်းပါဝင်တယ်အဲ့တော့နာမည်ကြီးအဲ့ဒါမှာအဓိကပါဝင်ပစ္စည်းကတော့ arginine ဖြစ်တယ် arginine ကတော်တော်များများတော့ယောက်ျားအားဆေးတွေမှာပါဝင်တဲ့ပစ္စည်းဖြစ်တယ် arginine တော့ဒီမှာပါဝင်တဲ့နောက်ထပ် ginkgo biloba တို့ဒီပစ္စည်းတွေကဘာလို့ပေးလဲဆိုတော့ဒီသွေးကြောထဲမှာသွေးလေပေါင်စီစဉ်မှုကိုသူကပို့ပြီးတော့အားပေးတယ်ဒါကြောင့်မလို့သူကပန်းနေပန်းညိုကိစ္စတွေကိုလည်းသူကထောက်ပံ့ပေးသလိုတစ်ဖက်ကနေပြီးတော့နှလုံးသွေးကြောကျန်းတာတို့ဒါမှမဟုတ်အုံနောက်လီဖြတ်တာတို့ဒါတွေအတွက်ကိုပါကျွန်တော်တို့မဖြစ်အောင်တစ်စိတ်တစ်ပိုင်းအခုညီကျွန်တော်တို့ပေးတယ်ပေါ့နော်နောက်ဒီထဲမှာတခြားတိုင်းရင်းစေးအုပ်စုတွေဖြစ်တဲ့ကျွန်တော်တို့ဒီ Panax ginseng တို့ Maca root တို့နောက် Withania somnifera လို့ခေါ်တဲ့ဒီအရွှက်ကန္တာပေါ့နော်ကျွန်တော်အရင်တော့ဒီတိုင်းရင်းစေးတွေအကြောင်းကိုလည်းကျွန်တော်ရှင်းပြခဲ့ပူတဲ့ကိစ္စဗီဒီယိုလေးတွေရှိပါတယ်ဆိုတော့ဒီပစ္စည်းလေးတွေကလည်းဘာအကူအညီပေးလဲဆိုတော့ဒီ stress စိတ်ဖိစီးမှုအမျိုးမျိုးကိုတက်တာစေတယ်ဒါအပြင်ဒီကာမစိတ်လိန်စိတ်ကိုလည်းကျွန်တော်တို့ကအထောက်ပံ့သူကပေးတယ်အဲ့တော့ဒါအပြင် spondylogenesis လို့ခေါ်တဲ့ဒီသုတ်ပိုးကောင်လေးတွေကိုတိဆောက်တဲ့နေရာမှာလည်းအကူအညီပေးတာမို့လို့သူကဒီကလေးယူကိုစူးစမ်းနေတဲ့သူတွေမအောင်မြင်တဲ့သူတွေအတွက်ကိုလည်းတစ်ဖက်တစ်လမ်းနေပြီးတော့အကူအညီသူကပေးသေးတယ်ပေါ့နော်ဒါအပြင်နောက်ဆုံးအနေနဲ့ဒီ vitamin အုပ်စုတွေပေါ့ vitamin A D B6 B12 vitamin E zinc selenium အဓိကတော့ zinc နဲ့ selenium ပေါ့ဒီ zinc နဲ့ selenium ကဘာကောင်းလဲဆိုတော့ဒီယောက်ျားဟော်မုန်းတိဆောက်တဲ့နေရာမှာသူကအကူအညီပေးတယ်ယောက်ျားဟော်မုန်းရဲ့တော့ကုန်ကျန်းပစ္စည်းလေးတွေဖြစ်တယ်ဒါအပြင်ဒီတုပ်ပိုးကောင်လေးတွေတိဆောက်တဲ့နေရာမှာလည်းသူကတစ်စိတ်တစ်ပိုင်းအထောက်ပံ့သူကထပ်ပြီးတော့ပေးသေးတယ်ပေါ့နော်အဲ့တော့သူကအဲ့လိုကဏ္ဍပေါင်းစုံကနေပြီးတော့ဒီဖြည့်ဆပ်ပစ္စည်းလေးတွေအမျိုးစုံသူကပါဝင်တဲ့ပစ္စည်းလေးတစ်ခုဖြစ်တယ်အဲ့တော့တောက်ရတာလည်းလွယ်တယ်တရက်တစ်လုံးကျွန်တော်တို့ပုံမှန်တောက်ရုံပဲညစာစားပြီးပြီဆိုလို့ရှိရင်တစ်လုံးတောက်လိုက်လို့ရှိရင်သူကလုံလောက်ပြီတစ်ဖက်မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဈေးကွက်ထဲမှာရှိတဲ့တော်တော်များများတော့ဒီယောက်ျားအဈေးတွေမှာဆိုရင်ဟုတ်တာတွေမဟုတ်တာတွေရောရှိတယ်ဒါတစ်လုံးမှာဆိုလို့ရှိရင်တိုင်းဈေးလို့အမည်ခံပြီးတော့အင်္ဂလိပ်ဈေးတွေထည့်ပါဝင်တဲ့ပစ္စည်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ဒီကောင်တော့ FDA အတွက်ချက်ချရထားတဲ့ပစ္စည်းဆိုတော့နည်းနည်းလေးပို့ပြီးတော့စိတ်ချလက်ချပို့ပြီးတော့သုံးလို့ရတယ်ပေါ့နော်အခုကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီထဲမှာပါဝင်တဲ့ပစ္စည်းတွေကတော့အရေးအတွက်တွေတော်တော်စုံတယ်ဆိုပေမဲ့မီလီဂရမ်ပမာဏပါဝင်မှုကတော့တော်တော်နည်းနည်းနဲတဲ့ကြောင့်မလို့သူကယောဂကုသတဲ့ဆေးအနေနဲ့တော့သုံးလို့မရဘူးဖြည့်ဆွတ်အားဆေးအနေနဲ့သုံးတယ်ဆိုလို့ရှိရင်တော့အဆင်ပြေ okay တယ်ကိုမတခုခုယောဂပြင်းပြင်းထန်ထန်ရှိတယ်ဆိုရင်တော့သက်ဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြပြီးတော့တိကျတဲ့ကုသမှုတစ်ခုခုကျွန်တော်တို့ခံယူရမယ်ပေါ့နော်ဆိုတော့လူကြီးမင်းတို့အနေနဲ့ရောတခုခုယောက်ျားအားဆေးသုံးဖို့ကိုယ့်ကိုလိုပြီးလို့ထင်လားဒါမှမဟုတ်ကိုယ့်စီမှာရှိတဲ့တငယ်ချင်းမိတ်ဆွေတရားအောင်များလိုနေပြီလို့ထင်လား comment ထဲမှာမှတ်ခဲ့ပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်